မရပဲတစ်ပင်ပေါ်ကနေရေတွေစီးကြလာလို့နာမည်ကြီးနေတဲ့မိုင်းရှုမျိုးကတစ်ပင်ကြီးရှမ်းပြည်နယ်မိုင်းရှုမျိုးနယ်ဘက်ကရွာတရွာမှာတစ်ပင်ပေါ်ကအရေးကြတဲ့အဖြစ်ကြောင့်ဒေသခံတွေကရေတွေကိုအလူအယက်ယူနေကြပါတယ်မြန်မာတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့အကိုင်းခက်တဲ့နေရာကနေရွှေပေါက်လေးတွေကအမိုးဆက်မိုးပေါက်တွေလိုတဖွဲဖွဲကျဆင်းနေရပါတပင်လုံးကနေကျနေရမဟုတ်ပဲအပင်ရဲ့သီးသက်တနေရာတွေကနေရေစက်တွေကတောက်လျှောက်ကျဆင်းနေပါတယ်ဘေးနားမှာမိုးရွာတာလည်းမရှိပဲတစ်ပင်ကနေရေစီးကျတာကထူးဆန်းတဲ့အဖြစ်ဖြစ်နေတာပါတစ်ပင်ကြီးကနေရေတွေကျဆင်းလာတာကထူးဆန်းတာကြောင့်မိုင်းရှုကဒီတစ်ပင်ကြီးဟာနာမည်ကြီးလာပါတယ်တစ်ပင်ကြီးပေါ်ကနေရေတွေရွာချနေရကရုပ်ကစိုးနယ်မင်းကြီးကပဲတကူပြတယ်လို့ယုံကြည်ရကြောင်းတစ်ပင်ကြီးရဲ့အောက်မှာလူတွေကြိတ်တို့ရောက်ရှိလာပါတယ်တချို့တွေကတော့ပလတ်စတစ်စအစိမ်းရောင်အကြီးကြီးတွေကိုဖြန့်ပြီးတော့ရေတွေကိုအများကြီးရအောင်စုဆောင်းကြပါတယ်ဒီရေလေးတစ်ပေါက်လောက်တောက်လိုက်ရရင်မေယောဂဗျာတွေကင်းဝေးသွားမယ်ကံကောင်းခြင်းတွေရောက်လာတော့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ရေတွေကိုလာပြီးတော့စုဆောင်းနေတာပါတစ်ပင်ပေါ်ကနေမိုးရွာသလိုရေတွေစီးကျလာလို့တချို့တွေကလည်းနက်ရေအဖြစ်ယုံကြည်ကြသလိုတစ်ဖက်မှာလည်းဒီလိုတစ်ပင်ပေါ်ကရေကျတာကပိုးကောင်လေးတွေဟာတစ်ပင်ရဲ့အရည်တွေကိုအမြောက်အများဆုပ်ယူပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်ကနေအရည်ကြီးတွေကိုပြန်လည်ဆွန့်ထုတ်တာလို့ပြောကြပါတယ်ဒါကြောင့်လေဒီရေတွေကိုမတောက်သုံးဖို့အတွက်နားလဲတဲ့သူတွေကမှားကြားပေမဲ့အခုထိတော့တစ်ပင်ကနေကျလာတဲ့ရေတွေကိုမိုးကာတွေနဲ့စုဆောင်းနေတာပါတစ်ပင်ပေါ်ကနေရေတွေကျလာတာကအကောင်းမွန်တဲ့နမိတ်ဖြစ်နေမလားဆိုတာအမြင်လေးတွေကိုမျှဝေခဲ့ပါအောင်ရှင်